we arrive in Phuket. We're gonna stay in Phuket for 3 nights, 4 days. So which is gonna be pretty enough to travel across the Phuket area. ဒီအချိန်ပထမဆုံးနေ့မှာပဲကျွန်တော်တို့အချိန်ကလေးညနေပိုင်းတစ်ပိုင်းပဲကျန်တော့ဆိုတော့ဒီ Grand Wall ကိုသွားမယ်ဆိုပြီးတော့ reception ကနေပြန်ဆိုင်ခဲ့ပြီးကျွန်တော်တို့ Grand Wall ကိုစထွက်ပါပြီ Grand Wall သွားနေတဲ့လမ်းမှာ beach လေးတစ်ခုတွေ့ရတယ်အဲ့ဒါကိုကြည့်မယ်ဆိုပြီးဝင်ကြည့်လိုက်တာအဲ့ beach ကသိမရှိတာရဲ့ပြောအဲ့ဒါမှာခွေပေါ်လာဆိုတော့တော်ပြီး Grand Wall ပဲတော်တယ်မဆိုပြီးအဲ့နေရာနေပြချက်ချင်းပဲပြန်တက်ထွက်လာခဲ့ပါတယ်သိရအောင်有个赛车机跟我也一样ကျွန်တော်တို့ရောက်ချင်းအချိန်မှာ9နာရီခွဲဆုံးဆုံးဖြစ်နေပြီဒါပေမဲ့နေဝင်ချိန်လေးကအရန်လာတဲ့အဲ့ဖူးခေါ်မှာဆိုရင်ပြီးတော့ slow living ပေါ့နော်အရန်လေးအေဂျင့်နဲ့ပြီးတော့လူတွေကလည်းတိတိစိတ်စိတ်နဲ့ခီးသွားတာအေဂျင့်လို့ရှိရဖူးခေါ်ကဖူးခေါ်ရဲ့တတိယမြောက်နောက်ဆုံးနေ့မှာတော့ကျွန်တော်တို့ sunset town ကိုသွားမယ်ဆိုပြီးတော့မနက်ခင်းပိုင်းမှာ resort was ဆွဲပြီးပြီးတော့ကျွန်တော်တို့ sunset town ကိုသွားမှာဖြစ်ပါတယ်တော့ဒဲနေနေ့လည်းတနိုင်လော်လေးရောက်တော့နေရန်ပူရနဲ့ coffee ဆိုင်လေးတစ်ဆိုင်မှာကျွန်တော်တို့ coffee ဆိုင်ခဏဝင်ထိုင်ပြီးတော့3နိုင်လောက်မှကျွန်တော်ပြန်ထွက်ပါတယ်ကိုရီးယားစင်လေးတွေအော်ဒီမှာကိုရီးယားစင်အိန္ဒိယဖင်တော့Vietnam Disneyland ကျွန်တော်နှစ်ယောက်ဖူးခေါ်မှာ3ညလည်းနေပြီးသွားပြီဆိုတော့နောက်ထပ် trip က Hanoi trip ကိုသွားပါဖြစ်ပါတယ်